tonic ပေါ့နော်ကျမကြီးအတွက်အရန်ကောင်းမွန်တဲ့ဒီ April hair tonic ပါအဲ့ဒါလေးကိုမနှင်းလေးတို့ဒီနေ့မိတ်ဆက်ပေးချင်တာပေါ့နော်ဒါလေးကတော့ April hair tonic နေမနှင်းကိုယ်တိုင်နဲ့ဒီဟာလေးကိုသုံးကြည့်တယ်ပြီးတော့နောက်တစ်ခုကသူကလေမနှင်းလေးတို့ပေါ့နော်ဘယ်လိုပြောမလဲအဲ့တော့ဒါလေးကဖောက်ပြီးသားလေးတစ်ခါလေးပြပေးလိုက်မရတယ်ဒီဟာလေးပဲဖောက်နော်အဲ့တော့မနှင်း April hair tonic လေးကိုတော်တော်များများလဲသုံးကြတယ်အဓိကကဘာလဲဆိုတော့မနှင်းလေးဆိုရင်သပင်ဆက်ထားတာကွာတိလားသပင်ဆက်ထားတာဖြစ်တဲ့အတွက်သပင်လေးကိုပို့ပြီးတော့ view site ဖြစ်တယ်အရှိမြန်ချင်တာပေါ့နော်ကိုယ့်ရဲ့သပင်ကအတူဖြစ်တဲ့ခါကျတော့ရှည်ချင်တဲ့ခါကျတော့ဆက်ထားတာပေါ့အဲ့ခါမှာမနှင်းလေးတို့ hair tonic လေးဖြန့်ပေးဆိုရင်သပင်ကတိတိတာတာနဲ့ကိုအရှိမြန်တယ်နော်တိတိတာတာနဲ့ကောင်းလိုက်တာ share ပဲမမတို့နော်ဒီမှာတချို့ချုပ်ရိုးချောင်းကြီးတွေကလေ highway လမ်းမကြီးလိုမျိုးပဲနော်မမတို့ highway လမ်းမကြီးလိုမျိုးပဲချုပ်ရိုးချောင်းကြီးတွေသူ့အနက်လေးကတင်းလေးနဲ့မိုက်တာနော်အချုပ်ရိုးချောင်းတော့ဖြစ်တယ်ဟာဒီမှာလေသပင်ခွဲချောင်းကြီးတွေကလေလုံးဝကိုမတဲ့လေ highway လမ်းမကြီးလိုခွဲချောင်းများနေတဲ့သူဆိုရင်အဲ့ April hair tonic ကိုမမကြီးဖြန်းပေးသူကလေမမကြီး तू ကဘာနဲ့အလားသဏ္ဍာန်တူလဲဆိုတော့မင်းတို့ရီးစားဟောင်းနဲ့အလားသဏ္ဍာန်တူတယ်နော်လက်ရှိတွဲနေတဲ့ကောင်လေးတော့အားနာတယ်ခဏလို့သူ့ဘလော့ပေးအောင်ကောင်းလိုက်တာရီးစားဟောင်းနဲ့အရန်အလားသဏ္ဍာန်တူတယ်ဘာလဲဆိုတော့ April ကိုသုံးမယ်ဆိုရင်မင်းတို့ရီးစားဟောင်းလေးကိုတတိယသလိုမျိုးပဲလူစွာမျိုးကကြုံကြိုက်တဲ့အခါအကြောင်းတစ်ခုခုကြုံကြိုက်တဲ့အခါနော်တတိယမိမှာပါဒါလေးဟိုဟာနော်ဒါဝိုင်းစုတချင်းလေးလိုမျိုးပဲကိုတဲလေးအဲ့လိုမျိုးပဲတတိတစ်ခါရတိုင်းတစ်ခါဖြန်းရင်ဟောဒီ hair tonic ကတဲလေး3လအတွင်းသပင်ကိုတိတိတာတာကောင်းပြီးဥယျာဉ်ရအောင်ရှယ်အေးလေးဖြစ်စေတယ်